ဖိုက်စာနေရမလားခုဆိုရင်တော့ဒီကိုဟန်ဆိုတဲ့ရုပ်ရှင်ကတော်တော် trend ဖြစ်နေတယ်ပြီးတော့ဒီကောင်ကလည်းဒီ poster တွေ trailer တွေထွက်ကြတယ်သူ့ထက်မှဒီကိုဟန်ဆိုတဲ့ trailer ထဲမှာလည်းခွေးလေးပါလို့တော်တော်ကြီးရောလူတွေကစိတ်ဝင်စားတော့ကပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းရုပ်ရှင်အောင်သွားနေနေဒီ trailer ထဲမှာမြန်မာမင်းသမီးပေါ့ဒီပိုးမမီတာပါလို့ကစိတ်ဝင်စားတော့ပြီးတော့မြန်မာလိုကြီးပြောတော့ကျွန်တော်နည်းနည်းဝိုးဆိုပြီးဖြစ်တယ်ခွေးလေးတွေကိုကယ်ရဲဆိုတာလူဆက်တွေကြီးပဲအတူတူရှိနေပြီမယ်နော်အားကြောင့်ပို့ပြီးစိတ်ဝင်စားတော့ဇက်က anthology ပုံစံ short story 3ခုကိုပြတဲ့ပုံစံပေါ့ဒီထဲမှာဒီခွေးရဲ့ life 3ခုပေါ့အဆင့်3ဆင့်ကိုပြထားတယ်ကွာဒီပထမဆုံးကပေါက်စနာတော့ကျဒီ hero ဆိုတဲ့ Japanese engineer တယောက်ကသူစီရောက်တဲ့အကြောင်းသူက 7-Eleven ဘေးမှာတွေ့တယ်ပေါ့ပြီးတော့အဲ့ဒါနဲ့တစ်စက်ဒီပိုးမမီတာ character စီရောက်တယ်ပေါ့သူကကြောဒီထဲမှာဒီမြန်မာအလုံးသမားပေါ့ permit မရှိတဲ့အလုံးသမား character ဆိုသူစီငါကြောအဲ့ကြီးတဲ့အဆင့်မှာရောက်တယ်ပြီးတော့တတိယအဆင့်မှာကျသူကအိုသွားကွာအဲ့ခွေးကအိုတော့ဒီထိုင်းចောင်းသားနဲ့ចောင်းသူ2ယောက်ရှိကွာအဲ့ဖီလီနဲ့ဂျိုင်းဒီဆိုတဲ့ character 2ယောက်ကွာသူတို့စီမှာဒီခွေးလေးကရောက်သွားတဲ့အကြောင်းမှာဒါအဲ့လို short story ပုံစံသူကဇလန်3မျိုးနဲ့ anthology ပုံစံကြီးနဲ့ကိုပြထားဒီဇကားအကြောင်းဆက်ပြောရမယ်ဆိုတော့ဒီဇကား3ကားကိုကျွန်တော်တို့ကဒီ director ကွဲပြီးရိုက်ထားကွာဒီ short story 3ခုပုံစံမှာ director တက်စီရိုက်ထားတော့ကျွန်တော်ပထမဒီ chapter ကျွန်တော်ဒီ hero ရဲ့ chapter ကျွန်တော်ဒီ Japaneseခုနောက်ပိုင်းထွက်တဲ့ဒီ call me chi hero တော့ပြင်တခြားကားရရှိကွာအဲ့လိုပုံစံမျိုး vibe ပြတော့ကွာအဲ့ cinematography တို့ဘာလို့ဆိုတော့တော်တော်အဲ့လို aesthetic ကတော်တော်လာတယ်ကွာရိုက်ထားရတယ်ပြီးအဲ့ပင်လယ်နားမှာပဲကွာ short တွေကလည်းအဲ့ call me chi hero ကတော့လုံးဝအဲ့ vibe ကတော့တကယ်ကိုရမှာကွာဇာကားကြည့်နေနေပြီးတော့ဒုတိယဟာကျတော့ဒီ bad genius ကိုရိုက်ထားတဲ့ director ရိုက်ထားကွာပြီးတော့ဒီကောင်းတဲ့ cinematography တော်တော်လာပြီးတော့သူအဲ့ lightning တွေဘာလဲတော်တော်ကောင်းတယ်ကွာပြီးအဲ့ပိုးမမီတာဆိုလဲအဲ့ lighting နဲ့အဲ့ face မှာအယောင်ကြားတဲ့ခါပြီးသူ face card ကလည်းတော်တော်ကောင်းတော့တော်တော်အဲ့လိုလာတယ်ဆိုတဲ့ပုံစံပြီးဒီ arc ကကျွန်တော်အတွက်လည်း emotional အဖြစ်ဆုံးပဲကွာဒီ segment ပေါ့ဒီဒုတိယဟာ segment emotional အဖြစ်ဆုံးအကောင်းဆုံးလို့ထည့်တယ်ကွာဒီကောင်ပြီးရင်တော့ဒီအဲ့ပထမ chapter ပေါ့ဒီ hero ရဲ့ chapter ဒုတိယအကောင်းဆုံးပေါ့တတိယကကျွန်တော်အဲ့နောက်ဆုံးဟာအလောက်မကြိုက်ကွာနောက်ဆုံးဟာကျွန်တော်လည်းအဲ့ចောင်းသား2ယောက်ရဲ့ဟာနဲ့ပြီးတော့သူတို့ relationship ဟာပေါ့အဲ့လောက်ဒီ connect မဖြစ်ကွာနည်းနည်းအချိန်ပိုဆွဲပြီးပြင်မလားဟိုဒီပထမနှစ်ခုကအရှိန်က emotional တက်သွားပြီးဒီကောင်းကြမှာနည်းနည်းကြာသွားရဆိုတော့ခံစားချက်ရတော့ကွာအဲ့လောက် connect မဖြစ်ဘူးပြီးသူအဲ့ဒီနောက်ဆုံးမှာလည်းဒီဟိုကိုဟန်ကလည်းနည်းနည်းဟို side line ဖြစ်သွားတယ်လို့ခံစားရတယ်ကွာအဲ့လောက်ထိဟိုလိုမဖြစ်ကွာပထမနှစ်ခုလောက်ထိမမိုက်ဘူးလို့ထင်တယ်ကွာ cinematography ရအောင်ပြီးတော့ spoiler ပါပြီးတော့ detail နဲ့ထပ်ပြောရမယ်ဆိုရင်ဒီပထမ chapter ကကျတော့ဒီဟိုဟာပတ်တရာတို့လိုမျိုးပေါ့ဒီ Sriracha ဆိုတဲ့ဒီပင်လယ်နာမြို့မှာအခြေခံတယ်ပြီးတော့ဒီထက်မှဒီ hero ဆိုတဲ့ character ဒီကားတွေဘာတွေအဲ့လိုလုပ်တဲ့ဟို Japanese ဟိုစက်ရုံမှာသူ engineer ပုံစံမျိုးနဲ့ပဲသူက 7-Eleven ဘေးမှာဒီကိုဟန်တို့တွေ့ရကိုဟန်ဆိုတဲ့နာမည်ကလည်းသူပဲပေးတာပါဒါကလည်းအဲ့ Japanese စလုံးဖြစ်တယ်ပါအဲ့လို white rice တဲ့အဲ့ဒါနေပြီးပြီးသူနဲ့ဒီကိုဟန်နဲ့9နှစ်လောက်တင်တယ်ဖြတ်တန်းမယ်တင်တယ်ဘာလို့ဆိုဒီဇလန်က10နှစ်အခြေခံတယ်ပါ2016ကနေ2026ထိ9နှစ်ထိသူဖြတ်တန်းခဲ့တယ်ပေါ့ဒီကိုဟန်နဲ့ကိုဟန်လည်းအဲ့ကြောင့်တော်တော်ကြီးသွားပါပြီးတော့ဒီ chapter ရဲ့အဆုံးသတ်မှာလည်းဒီ hero ကဒီ covid နဲ့ဟိုတည်သွားပြီဒီ chapter အဲ့အကြောင်းဒီ emotional လည်းတော်တော်ဖြစ်တယ်ကွာ emotional ဖြစ်ပြီးဒီ Sriracha မှာရိုက်ထားတော်တော်လာတယ်ကွာအဲ့ပင်လယ်ပိုင်းနေပါဆိုတော်တော်လာတယ်ကွာရိုက်ထားရတယ်ပြီးတော့တော်တော်လည်းရည်ရကွာဒီမှာနောက်ထပ် character တယောက်ရှိတယ်ကားမောင်းတဲ့ character ကွာတော်တော်ရည်အဲ့သူ့လည်းဘယ်မှာတော့မသိမြင်ဘူးကွာဒီ Thai ကားတွေမှာလားဘယ်မှာတော့မသိမြင်ဘူးကွာဒါပေမဲ့တော်တော်ရည်ရကွာအဲ့ actor ကလည်းဒီ overall chapter ကတော်တော်ရည်ရကွာဟိုရည်ရနဲ့ emotion နဲ့ mix ကောင်းကောင်းဖြစ်တယ်ကွာဒီထဲမှာဒုတိယ chapter မှာကျတော့ဒီပိုင်ရှင် hero တွေရောကျတော့ဒီပိုးဝါမီတာ character နဲ့သူရဲ့ဒီအလုပ်ပိုင်ရှင်ပေါ့သူတို့ကကျတော့ဒီအဲ့အလုပ်ပိုင်ရှင်ကကျတော့ဒီဘယ်လိုပြောမလဲ animal shelter ပုံစံမျိုး run လုပ်တယ်ကွာသူတို့အဲ့အလုပ်တော့ကျတော့ဒီဟိုဟာကိုဟန်ကိုလာခေါ်ရကွာကိုဟန်ကိုလာခေါ်ပြီးသူတို့ကဒီအဲ့ပိုင်ရှင်ကပေါ့ဒီခွေးတွေကိုအသုံးချပြီးတော့ online မှာကွာအလူခံတယ်ပေါ့အော်ဒီခွေးတွေအတွက်ဘာညာပြီး covid အချိန်ဆိုတော့ဘာညာအဲ့လိုပုံစံခွေးတွေပြီး abuse လုပ်တဲ့ဟာပေါ့အဓိက abuse လုပ်တယ်ပြီးတော့ငွေတွေအလူခံတယ်ပြီးတော့သူ့အတွက်သုံးတယ်အဲ့လိုပုံစံပြီးတော့အပြင်မှာလည်းဒါမျိုးကိစ္စတွေတော်တော်ဖြစ်တယ်ကွာအဲ့ခွေးတွေကို illegally ဟိုဘယ်လိုပြောမလဲ breed လုပ်တာတော့ abuse လုပ်ပြီးအလူခံတာဘာညာတခြားအလူခံတဲ့ဟာတွေရောအများကြီးပဲရှိပါအဲ့လိုပုံစံမျိုးပါအဲ့ဒါတော့သူကပိုးမမီတာ character ဒီဟာကိုကူဝေးပြီးဒီကနေခွေးနဲ့တန်အောင်စင် connection တခုဖြစ်သွားတာပေါ့ပြီးတော့ဒီအပိုင်းမှာဒီပိုးမမီတာ character ကျတော့ဒီမြန်မာနိုင်ငံကနေပါမစ်မရှိတဲ့ဟိုအလုပ်လုပ်တဲ့လူပေါ့ကွာသူကအဲ့တော့ဒီမှာ9000 6000ပါ9000 6000နဲ့အဲ့လိုအလုပ်လုပ်တယ်ကွာလုပ်ရင်းနဲ့သူကဒီကနေခွေးနဲ့တန်အောင်စင်ဖြစ်ပြီးတော့တခြား character တွေကိုလည်းလို့တခြားခွေးလေးတွေကိုလည်းကူဝေးကွာပြီးတော့ဒီကနေပဲသူကခွေးကိုနာမည်ပြောင်းပေးကွာ brownie ဆိုပြီးပြောင်းပေးပြီးတော့သနခါးတွေလိမ့်ပေးတာဘာညာမြန်မာလိုပဲပြောရကွာခွေးနဲ့ပထမ chapter မှာလည်းတခုကောင်းတာကျဒီ Japanese character ခွေးနဲ့စကားပြောရင်ဂျပန်လိုပြောပြီးရင်ဂျပန် character နဲ့ပြောရင်လည်းဂျပန်လိုပဲပြောရကွာဒုတိယ chapter မှာလည်းဒီအဲ့လိုပုံစံမျိုးပဲကွာသူကခွေးနဲ့ပြောရဆိုမြန်မာလိုပြောပြီးရင်မြန်မာ character နောက်ထပ်တစ်ယောက်ပါသေးရကွာ
တော့သူလည်းခွေးလေးနဲ့ပေါ့အဲ့လိုကောင်းတဲ့ character တွေပုံစံမျိုးနဲ့ပေါ့ပြီးတော့အဲ့ခွေးနဲ့အဲ့လိုပါအဲ့မြန်မာလိုပြောတာရတော်တော်ကောင်းတယ်ကွာဟိုလုံးဝ normal ဖြစ်တယ်ကွာဒါပေမဲ့တစ်ခုရှိတာသူအဲ့ brownie လို့ပြောတဲ့အချိန်မှာအဲ့လိုမြန်မာတန်တက်ဆိုင်နဲ့ဘိုးတန်ပေါက်တာပေါ့ဟို brownie မဟုတ်ကွာ brownie စနေနဲ့အင်္ဂလိပ်တန်တန်းပေါက်တယ်ကွာဟိုလိုသိရမလားဟိုမြန်မာလိုပြောရတဲ့လူတွေကတော့ပိုသိရပါဒါမျိုးအဲ့လိုအသေးလေး nuance တွေပေါ့ဟိုလို subtitle လို့ဘာလို့လဲကြောဒါတွေကတိတ်မသိတာဘူးကွာဟိုဒီတိုင်းဟို language ကိုသိရလူတွေကြောဒါမျိုးဟာကိုပိုပြီးအသေးစိတ်သိရပါဟိုသိရမလားဟို brownie နဲ့အဲ့လိုဟာလေးပေါ့ဒီ arc ကဟိုတော်တော်လာတယ်ကွာဒီ segment ပေါ့ဒီ chapter လေးကတော်တော်လာတယ်ပြီးရိုက်ထားတာဘာညာအဲ့ carnival scene နဲ့ရှိကွာတော်တော်အဲ့မီးတွေတုံးထားတာတော်တော်မိုက်တယ်ပြီးအဲ့သူ့ရဲ့ face မှာအလင်းကြားတဲ့ဟာအယောင်တွေပါတယ်တော်တော်လာပြီးအဲ့ပုံမှန်မီတာ character လည်းခုနပြောသလိုကဟိုဒီ glamorize လုပ်ထားပါတင်မလားဟိုနည်းနည်းဟိုအလုံးသမားရုပ်ပေါက်အောင်အဲ့လိုပေါ့တင်မလားဟိုအခြေခံလူရန်စားပုံစံလိုပါလို့ရုပ်ထွက်အောင်ဆိုပြီးဒါပေမဲ့သူ face card ကတော်တော်ကျန်းနေကွာဟိုတင်မလားဟိုအရင်ထင်းနေဆိုတဲ့ပုံစံပေါက်တာပေါ့အဲ့လိုလေးဗာလေးနေကွာမိုက်တော့မိုက်တယ်ကွာသူတော်တော်လေးလာလူကလည်းတော်တော်လေးဒါဟိုလိုပထမဆုံးကားတင်တယ်ကျွန်တော်ကြည့်ဘူးကွာအရင်တော့ဟိုလိုမကြည့်ဘူးကွာအရင်တော့ကျွန်တော်သိရကားဆိုအဲ့ဘာဆိုင်နဲ့ကားတကားရှိနေအဲ့ဒါပြီးတော့အဲ့ဒါထွက်လို့ကိုဗစ်တွေပါဖြစ်သွားကွာအဲ့ချိန်တော့နည်းနည်းအဲ့ကြောင့်မလို့ view ဆိုင်မိသွားကွာဒီကပထမဆုံးတော့အဲ့မှာမြင်မှုရတယ်ပြီးတော့ဒီမှာမြင်မှုကဟိုဇာကာတကာသွားကြည့်ရင်လည်းဒီဘယ်လိုပြောမလဲဒီမြန်မာမင်းသမီးတယောက်ပါတယ်ဆိုပြီးကမြန်မာလိုပြောတဲ့ character ပါတယ်ဆိုတော့နည်းနည်းစိတ်ဝင်စားသွားကွာဘယ်လိုပုံစံ representation လုပ်ထားတော့ဆိုပြီးတော့ဒီကကြည့်ပြီးရနေရလဲဒီကအကြောင်းဒီ story Instagram story တင်တော့ကွာဟိုကတော့လည်းအဲ့ actor နဲ့ director နဲ့ production ကိုလည်းအဲ့ tag လုပ်တော့သူတို့က scene တော့ပြတာကွာပိုးမမီတာရောပြအဲ့ director ပြအဲ့ GDH production ကလည်း scene ပြတာ story ပြပိုးမမီတာလည်း reshare လုပ်တာအော်မိုက်တယ်ဘောဆိုဆိုပါဦးစေကအဲ့လိုပုံစံနဲ့ပြီးတော့ဒီ arc ကဟိုပထမဟာနဲ့အချိတ်ဆက်ပိုရှိရကွာဒီကောက်ဒီနှစ်ခုကပိုရှိရကွာပထမဟာနဲ့ဒုတိယဟာပိုချိတ်ဆက်ပြီးပိုပြီး emotional ဖြစ်တယ်ကွာ emotional ဆက်ပြီးသွားတယ်ဆိုတဲ့ပုံစံကွာတတိယဟာကျတော့နည်းနည်းရော့သွားတယ်လို့ခံစားရတယ်ကွာပထမနှစ်ခုကျတော့အဲကြောင့် emotional ပိုဖြစ်တယ်ပြီးတော့ဒီကောက်အဆုံးသက်ကဒီဒုတိယ chapter ရဲ့အဆုံးသက်ကလုံးဝတကယ်ဟိုဇာကားတွေရဲ့တင်မလားဟို climax လုံးဝအဲ့ emotional high ပိုရှိရလို့ခံစားရတယ်ကွာလုံးဝအဲ့ဒါအဆုံးသက်ရင်တော့ရတယ်ဆိုတဲ့ပုံစံပါအဆုံးသက်တစ်ခုအဲ့ emotional peak တစ်ခုရှိတယ်ဒီတတိယတစ်ခုအကြောင်းပြောရမယ်ဆိုရင်သူကခုနကပြောသလိုပဲဒီပထမတစ်ခုနဲ့ share တော့ယော့သွားကောဟိုအဲ့လောက်ကြီး strong မဖြစ်ဘူးလို့ထင်တယ်ကွာပထမတစ်ခုနဲ့ share မယ်ဆို visually ရအောင်ပထမတစ်ခုကပိုပြီးလာတယ်ကွာဒီကောကနည်းနည်း normal ပုံစံဖြစ်သွားပြသူအခြေခံနဲ့အရင်ခန်းနဲ့ဒီပူရာမှာမဲ့ပိုအခြေခံတော့ပြဒီထက်မှာဒီမင်းသမီးနေရာမှာကျလာမပြောမလား how to make millions before grandma dies ဆိုတဲ့ကားရှိအဲ့ထက်မှာအဲ့ supporting character တယောက်နဲ့မင်းသမီးပါကွာအဲ့တယောက်က main ပေါ့ဒီထဲမှာအဲ့ចောင်းသားနှစ်ယောက် character main တယောက်ကအဲ့ဖီလီနဲ့နောက်တစ်ယောက်ကဂျိုက်တီသူတို့နှစ်ယောက်ဒီចောင်းသားဘဝကနေဒီခွေးကိုအဲ့ဘူရာပြီးတော့တွေ့ရအဲ့ဒါနဲ့သူတို့ကဟီမာဆိုပြီးနာမည်ပေးလိုက်သူတို့ရဲ့ relationship နဲ့ဒီခွေးကနောက်ဆုံးအချိန်ပြောရမလားအဲ့လိုဒီအသက်ကြီးရောပြမလားနောက်ဆုံးအချိန်ဟာမျိုးနဲ့ဟာကိုချိန်ထားတယ်ဒီထဲမှာအဲ့ကြိုက်တဲ့ဟာရောရှိသူအဲ့ဒီထဲမှာကိုဟန်ကိုသူ animation ပုံစံနဲ့ပြထားမှတယ်အဲ့ story ပုံစံမျိုးနဲ့နောက်ဆုံး Bangkok မှာ ninja မှာပြန်မယ်လို့ဘာလို့အဲ့လိုပုံစံမျိုးတော့ပြီးတော့ဒီနောက်ဆုံးမှာဒီကိုဟန်ကလည်းသူ့ရဲ့ဒီ function အဟောင်းတွေကိုယထာနဲ့ဟိုပြန်သွားမယ်ဆိုတဲ့ဟာပြတာဘာညာကြီးကောင်းတယ်ကွာဒါပေမဲ့ emotion ရတော့ဒီကောနည်းနည်းအဲ့လိုအဲ့ feeling ကပထမတစ်ခုလောက်ထိ feel ဖြစ်အောင်မလုပ်နိုင်ဘူးလို့ထင်တယ်ဘာလို့ဆိုတော့သူနောက်ဆုံးတော့မှတစ်ခုရှိကွာသူရဲ့ဒီ function အသစ်ကပါဒီ animation ပုံစံလုပ်တာပေါ့ကိုဟန်ကဒီနောက်ဆုံးအချိန်မှာရောက်နေရပါနောက်ဆုံးအချိန်ရောက်တော့သူကဒီဇလန်ထဲမှာကကျတော့ animation မှာကိုဟန်ကဒီအဲ့ထက်ဇလန် character နဲ့ကဒီဘန်ကောက်မှာနင်းကြမှပြန်မယ်ပေါ့သွားမယ်ထားသွားမယ်လို့ပါတော့အဲ့လိုပုံစံမျိုးဆိုဘန်ကောက်မှာနင်းကြမှာမဟုတ်ဘူးအဲ့တော့တစ်သက်လုံးထားမသွားဘူးပေါ့အဲ့လိုပုံစံမျိုးနဲ့ story လုပ်ပြီးဒီနောက်ဆုံးမှာလည်းအဲ့ခွေရအဲ့အကြောင်းစိတ်ကူးရင်တယ်ကွာစိတ်ကူးရင်ပြီးဒီဘူရာမှာသွားတယ်ကွာယထာဘူရာမှာသွားပြီးတော့သူ့ပိုင်ရှင်အဟောင်းတွေကယထာပေါ်တက်ပြီးသွားလိုက်တယ်ကွာအဲ့ချိန်မှာနင်းကြလာကွာအဲ့လိုပုံစံမျိုးနဲ့ဟိုအိမ်မက်တယ်ကွာခွေရအိမ်မက်ပြီးပေါင်ပေါ်မှာပိုင်ရှင်ရဲ့ပေါင်ပေါ်မှာလဲနေပေါ့အဲ့ချိန်တေသွားပြီတဲ့တေသွားရင်အဲ့လိုတင်မလား emotionally ပို hit ဖြစ်တယ်ဆိုတော့ပေါ့အော်တင်မလားဟို life cycle တခုပြည့်သွားတယ်ပေါ့ဒီခွေရတင်မလားဟိုအစားနဲ့အဆုံးထိဒါပေမဲ့သူကအဲ့ဒါရောမပြကွာခွေရပြန်ထားလာရတယ်ဆိုပြီးပြတော့ကြောနည်းနည်းစိတ်ထဲမှာဟက်ကော့ကြီးဖြစ်သွားဘာဆိုအဲ့လိုတိတ်မမိုက်တယ်လို့ဖြစ်တာပေါ့တကယ်တော့အဲ့ခွေက3လအတွင်းလာပြီးတေဖို့ပါဒါပေမဲ့သူကအဲ့ဟာကို12လလား10လထိပြထားကွာ10လလား12လထိလာပြီးသူကဆက်ပြီးပြင်လာဒီယောဂတခုအဲ့လိုတခုဖြစ်တယ်ပေါ့သူဆရာဝန်ကပြောပါ3လအတွင်းသိရင်သိပါဘာနောက်ဆုံးအချိန်နေပါနေတယ်ဒါပေမဲ့သူက10လလား12လလားအဲ့လောက်ထိဆွဲဆန့်တယ်မသိဘူးဆိုတော့အဲ့လိုကြီးကနည်းနည်းဘယ်လိုပြောမလဲပြီးတော့ခွေးကလည်း10နှစ်လောက်ရှိပြီပေါ့အသက်ကဒီ2016ကနေ2026ထိဆိုအရင်ကဆွဲဆန့်တယ်လို့ဟို happy ending ပေးဖို့ပေးခြင်းတဲ့ပုံစံကြီးဖြစ်နေတယ်ဆိုတော့ပုံစံဆိုတာအဲ့လောက်တိတ်မကြိုက်ဘူးအဲ့အဆုံးတိုက်ရတကယ်တော့အဲ့ဟိုခွေးအိမ်မက်မက်ပြီးတော့သူအဲ့ချိန်မှာပေါင်ပေါ်မှာပဲလဲပြီးပြီးမှသူကလည်းသူဟိုဆုံးသွားတယ်ဘာညာဆိုရင်တည်သွားတယ်ဆိုရင်နည်းနည်းပိုကောင်းတယ် poetic ဖြ
ဖြစ်တယ်လို့ဖြစ်တယ်ကွာ तू ဆွဲတဲ့ animation တဲ့ဒီဟာနဲ့ချိန်ပြီးအဲ့လိုလောက်တာဆိုပုံမှန်ပါဒါပေမဲ့ဒီထက်မှတိတ်အဲ့လိုကြီးလောက်တော့ကျွန်တော် hardcore ကြီးဖြစ်တာအဲ့ဒါကြီးတွေမကြိုက်တာပါဒါကတော့ဟိုကျွန်တော် opinion ကွာအဲ့အကြောင်းမလို့ဒီဟာကိုဒီတတိယ segment ကိုအဲ့လောက်ထိမကြိုက်တော့ကွာပထမတစ်ခုနဲ့ရှင်းမယ်ဆိုတချို့လူကတော့ပိုကြိုက်တယ်ကွာကျွန်တော်တကယ်ချင်းတယောက်လည်းဒီတတိယဟာကိုပိုကြိုက်တယ်ကွာအဲ့ဒါတော့ဟိုဘယ်လိုပြောမလဲကြည့်ရလူပေါ်မူတည်မယ်ကျွန်တော်ဘယ်ဟာနဲ့ပို့ပြီး connect ဖြစ်တော့ဘယ်ဟာကိုပိုကြိုက်တော့အဲ့လိုပုံစံတွေရှိတယ်ကွာဟိုဘာလို့ဆိုသူ story ရတယ်3ပိုင်းကတက်ပုံစံကြီးစီဟိုလို short story 3ခုပေါင်းတဲ့ပုံစံမျိုးဆိုတော့ဒီမှာဟို feel လာတော့ကွာပါပြ director 3ယောက် director ကြီးလည်းကွာသွားတယ်ကွာအဲ့တော့ဟိုဇာကာ3ကကြီးရတဲ့ခန်းစားချက်ပြီးတော့အကြိုက်ချက်ရတော့တူချင်မှတူမှာကွာဒါကတော့ကြည့်ရလူပေါ်ပဲမူတည်ဒီကကြည့်ပြီးလည်းအဲ့လို opinion share လို့ဘယ်ပိုင်းပိုကြိုက်တော့ဘယ်ဟာပိုကြိုက်တော့အဲ့လို opinion share လို့ကွာဒါကတော့ anthology ပုံစံဆိုတော့အဲ့လိုပဲကွာအဲ့လို anthology ဆန်တဲ့ဇာကားတွေတော့ဒီလိုပါပဲသူရဲ့ဟို chapter တစ်ခုစီဟို director မတူတော့ style မတူတော့ဟိုပြချင်တဲ့ဟာမတူတော့ကျတော့ဟိုemotion တွေလည်းကွာတော့ကျတော့ဟိုလူတွေရဲ့ဒီမှာဟို preference တွေအကြိုက်ချင်းတွေလည်းကွာတယ်ကွာဒါတွေကတော့ဒီလိုပါပဲ美味しい本当に犬みたい